Hutch ဟာအစိုးရအတွက်အလောက်လုပ်ပေးနေတဲ့ဂျေးစားလူသက်သမန်တရားဖြစ်ပြီးသူ့ရဲ့အလောက်ကသွေးထွက်တန်ယိုတွေနဲ့ပြီးနှံနေပါလေဒီအလောက်ကြောင့်မဲမိသားစုအပေါ်အချိန်မပေးနိုင်ပဲဇနီးဖြစ်သူဘကာနဲ့လည်းဆက်ဆံရေးတွေဝေးကွာနေခဲ့ရပါလေ Hutch ဟာရုရှားလူမိုက်ကွိုင်းတစ်ခုရဲ့ပိုင်းဆိုင်မှုတွေကိုဖျက်ဆီးခဲ့မိတာကြောင့်ဒေါ်လာတန်း30ကျော်အကျွေးတင်နေခဲ့ပါတယ်အလုတ်တွေပြည်နေတဲ့ကြားကပဲမိသားစုကိုအချိန်ပေးဖို့အတွက်ငငယ်ကသူသွားခဲ့မှုတဲ့ Plemberville မြို့လေးကိုအားလရဲ့ခီးအဖြစ်ခေါ်သွားခဲ့ပါတယ်။ခီးစဉ်အတွင်းမှာ game ဆိုင်ဆောင်ကသူ့သမီးလေးကိုရိုင်းဆိုင်လုတ်ခဲ့တာကြောင့် Hutch ရဲ့အောင့်အီးထားတဲ့ဒေါသတွေပောက်ကွဲထွက်သွားပြီးဆိုင်ဆောင်တွေကိုတယောက်ထဲနဲ့အလဲထိုးပစ်ခဲ့ပါတယ်။ဒါဟာသူတို့မိသားစုအတွက်ဒုက္ခတွင်ဝကိုစတင်ချေချလိုက်တာပါပဲ။မြို့ကရဲတွေနဲ့လူမိုက်တွေဟာ Hutch တို့မိသားစုကိုမြို့ကနေမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။လေစည်းနီတုံးမှာလူမိုက်တွေကသူ့ကိုတိုက်ခိုက်ခဲ့ပေမဲ့ထိတ်တန်းလူသက်သမားဖြစ်တဲ့ Hutch ကတော့လက်နက်မဲ့အနေထားနဲ့တောင်လူမိုက်အားလုံးကိုတယောက်ထဲနှိမ်နှင်းနိုင်ခဲ့ပါတယ်။မြို့ကိုထိန်းချုပ်ထားတဲ့ရာဇဝတ်ကွိုင်းကောင်းဆောင်လန်ဒီနာကသူ့မိသားစုကိုအန်ဒီယေပြုဖို့ကြိုးစားလာတဲ့အခါ Hutch ဟာသူတို့ရဲ့ငွေထုတ်တွေကိုမီးရှို့ဖျက်ဆီးပြီးမိသားစုကိုမနှောင့်ယှက်ဖို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့အခြေအနေတွေကပိုမိုဆိုးရွားလာပြီးစစ်ပွဲတစ်ခုအတွင်းပြောင်းလဲသွားခဲ့ပါတယ်။ Hutch ဟာရန်သူတွေကိုနှိမ်နှင်းဖို့အတွက်ပိတ်ထားရဲ့ရေပန်ဥယျာဉ်ကိုစစ်မြေပြင်အဖြစ်အသုံးချခဲ့ပါတယ်။သူ့ရဲ့အကိုဟန်နီနဲ့အဖေဖြစ်သူဒေးဗစ်တို့ရဲ့အကူအညီနဲ့ထောင်ချောက်တွေအများကြီးဆင်ပြီးလန်ဒီနာရဲ့လူမိုက်တပ်ဖွဲ့တစ်ခုလုံးကိုအမြင့်ပြတ်တိုက်ထုတ်နေခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတွေအပြီးမှာရန်သူအားလုံးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီး Hutch တို့ဇနီးမောင်နှမဟာလည်းအန်ဒီယေကြားကနေတဦးကိုတဦးပိုမိုနားလှည့်သွားခဲ့ကြပါတယ်။ဇက်သိန်းမှာတော့Hutch ဟာ FBI ညစစ်ဆေးမေးမြန်းမှုတွေကနေလွတ်မြောက်ခဲ့ပြီးမိသားစုနဲ့အတူပျော်ရွှင်စွာဖလင်းလင်းနေထိုင်သွားပါတော့တယ်။